ဒီလူမိုက်ကိုင်းချုပ်ကပုံမှန်အတိုင်းလေ့ကျင့်ခန်းလုပ်နေပုံရပေမဲ့သူ့တပည့်တွေကတဲအိတ်ကိုဖြေလိုက်တဲ့အခါမှာတော့အထဲမှာလူတစ်ယောက်စုပ်ပြတ်တက်နေအောင်အရိုက်ခံထားရတာကိုတွေ့ရပါတယ်။နောက်တော့ဒီကိုင်းချုပ်ကတခြားကိုင်းချုပ်တစ်ယောက်နဲ့စီးပွားရေးကိစ္စစကားပြောနေတော့သူတို့နှစ်ယောက်လုံးရဲ့တက်တော်ဆောင်တွေကသူတို့ရှစ်တင်ချေတင်စကားများကြပါတယ်။ဒါနဲ့ပဲကိုင်းချုပ်ကထိုင်နေရာကထပ်ပြီးသူ့ရဲ့တက်တော်ဆောင်ကိုအလဲထိုးလိုက်တဲ့အပြင်စကားဝိုင်းကိုနှောက်ယှက်တဲ့အတွက်တခြားတစ်ယောက်ရဲ့သွားနှချောင်းကိုပါရိုက်ချိုးပြီးအပြစ်ပေးလိုက်ပါတော့တယ်။အဲ့ဒီနောက်ဂိုင်းချုပ်အပြင်ထွက်လာတဲ့အခါမှာသူတောက်နေတဲ့ secret မီကိုကြောင့်ကျောင်းသူလေးတစ်ယောက်အနေရခတ်သွားတာကိုမြင်တော့ secret ကိုလွှတ်ပစ်လိုက်ပြီးမိုးရေထဲမှာဘတ်စကားလာတဲ့အထိစောင့်နိုင်ဖို့သူ့ထီကိုပေးခဲ့ပါတယ်။အဲ့တော့အထက်တန်းကျောင်းသူလေးတစ်ယောက်အသက်ခံရတဲ့သတင်းကိုတွေ့ရပြီးရုပ်တံထဲမှာသူပေးခဲ့တဲ့ထီကိုမြင်လိုက်ရတဲ့အခါကျမှအသက်ခံရသူဟာစောစောကသူနဲ့တွေ့ခဲ့တဲ့မိန်းကလေးဆိုတာဂိုင်းချုပ်သိသွားပါတော့တယ်။ဒီလိုနဲ့ဂိုင်းချုပ်လည်းလူသက်သမားကိုအမိဖမ်းဖို့သူ့တကိုင်းလုံးကိုအမိန်ပေးပြီးလိုက်လံရှာဖွေခိုင်းပေမဲ့ရဲတွေကအရင်ဦးအောင်ဖမ်းမိသွားပါတယ်။ဒါပေမဲ့ရဲတွေစီမှာဒီလူကိုလူသက်သမားဖြစ်ကြောင်းတက်တည်ပြစရာဘာအထောက်ထားမှမရှိဖြစ်နေပါတယ်။ချုပ်ကသူ့ရဲ့တမထွားချိုင်းတဲ့ခန္ဓာကိုယ်နဲ့လူသက်သမားရဲ့တိုက်ခိုက်မှုကြောင့်ရရှိထားတဲ့ဒဏ်ရာတွေကိုပြပြီးသူကိုယ်တိုင်တက်တည်အဖြစ်ပါဝင်ပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်။ဒါပေမဲ့တက်တည်လုပ်ပေးဖို့အတွက်သူ့ရဲ့ရဲတငယ်ချင်းကိုတောင်းဆိုတဲ့အခြေအနေတစ်ခုကတော့သူ့ကိုလူသက်သမားရှိတဲ့အကျဉ်းထောင်ထဲကိုပဲထည့်ပေးဖို့ပါ။ထောင်ထဲရောက်လို့ဂိုင်းချုပ်ကပတ်ပတ်လဲကိုဝေးကြည့်လိုက်တဲ့အခါသူ့ကိုမြင်ပြီးလက်ဖြတ်သွားတဲ့လူသက်သမားကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာတော့ဂိုင်းချုပ်ကသူ့ရဲ့အယုတ်အသစ်ကလေးကိုနောက်ဆုံးတော့ရှာတွေ့သွားပြီဆိုတဲ့အဓိပ္ပာယ်နဲ့ကြောက်စရာကောင်းတဲ့အပြုံးကြီးတစ်ခုကိုပြုံးပြလိုက်ပါတော့တယ်။